Hello မင်္ဂလာပါ Maths Guide MM မှာကြိုဆိုပါရစေ။ဒီသင်ခန်းစာကတော့ Grade 7 Maths 2အခန်း8ပမာဏသင်္ချာဒီကောင်းစဉ်မှာဒုတက်ရှာတဲ့သင်ခန်းစာကိုလေ့လာမယ်။အလျားနဲ့အမြင့်ရှိနေတယ်။သူရှိနေတဲ့ပစ္စည်းပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ဒုတက်ရှာပေးရမယ်။ခုနကသင်ခန်းစာမှာတော့သူရှိပုံသဏ္ဍာန်ရုပ်ဝတ္ထုပစ္စည်းတွေအောက်ခြေ area ရှာမယ်။အမြင့်ကိုရှာမယ်။ပြီးတော့သူတို့ရဲ့သူတွေကိုရှာတာကိုလေ့လာတာပေါ့နော်။ကောင်းစဉ်ကရှေ့သတ္တမ1ကဒုရှိ present present ဆိုတာပါလေသူရှိဆိုတာကပြိုင်နေတော့ထိတ်မြက်နေပြင်နှစ်ခုတို့အတိအကျတူညီပြီးတော့ညီညာပြန့်ပြူးတဲ့အနပြန်စတုကံပုံဘေးမျက်နှာပြင်များနဲ့ဖွဲ့စည်းထားတဲ့ဒုပုံကိုဒုရှိလို့ခေါ်မယ်ဒီဒုရှိရဲ့ထိတ်မြက်နေပြင်ပုံကိုမူတည်ပြီးတော့ပုံမှန်ဒုရှိ regular present နဲ့ပုံမှန်ဒုရှိ irregular present ဆိုပြီးတော့နှမျိုးခွဲထားမယ်ဆိုရင်ဒီမှာပုံမှန်ဒုရှိအောက်ကထိတ်မြက်နေပြင်နှစ်ခုကသုံးနာညီသတိကံနဲ့ဖွဲ့စည်းထားတယ်ထိတ်မြက်နေပြင်တစ်ခုကအတိအကျတူတယ်ပြီးလို့ရှိရင်ဒီမှာဘေးမှာဆိုလို့ရှိရင်အနဗန်စတုကံပုံမျက်နှာပြင်နေနဲ့ဖွဲ့စည်းထားတယ်ဒီဒုပုံကိုပုံမှန်ဒုရှိထားဆိုပုံမှန်ဒုရှိပေါ့နော်ဒီဘက်ပုံကကျတော့ထိတ်မျက်နှာပြင်ကအနာမညီသတိကံနဲ့ဖွဲ့စည်းထားအောင်ဒါလေးကိုပုံမှန်ဒုရှိလို့ခေါ်မယ်ဒီမှာဆိုလို့ရှိရင်ထိတ်မျက်နှာပြင်ကစတုရန်နဲ့ဖွဲ့စည်းထားတာကိုသူ့ကိုပုံမှန်ဒုရှိလို့ခေါ်မယ်ဒီမှာဒေါမန်စတုကံနဲ့ဖွဲ့စည်းထားသူ့ကိုပုံမှန်ဒုရှိထဲမှာထည့်ထားတယ်ပေါ့နော်အများဆုံးတွေ့လေးရှိတဲ့ဟာကတော့စတူယန်ပုံဒုပုံနဲ့ဒါမှစတူကန်ဒုပုံတော့အတွေ့များပါတယ်။အဲ့ဒီပြင်ဟာသူညီတဲ့အနာဆောင်နဲ့သူညီတဲ့ဒေါင်းတွေပါရှိတဲ့ပြည်ညီပုံဥမာသူတို့ညီတတိကန်စတူယန်အုတ်တုံညီပြင်စကန်အုတ်တုံညီစက်တကန်ဖြစ်လို့ရှိရင်ဒါတွေကိုပုံမှန်တွေ့ရှိလို့ခေါ်မယ်။နောက်ထိတ်မဲ့တဲ့ပြင်ဟာသူညီတဲ့အနာဆောင်သူညီတဲ့ဒေါင်းတွေပါတဲ့ပြည်ညီပုံမဟုတ်လို့ရှိရင်သူပုံမှန်တွေ့ရှိလို့ခေါ်တယ်ပေါ့နော်။ဒါလေးကအုတ်တုံညီပြင်စကန်နဲ့ဖွဲ့စည်းတာသူ့ကိုပုံမှန်တွေ့ရှိထားတာဒီဘက်ကအနာမညီပြင်စကန်မို့လို့ပုံမှန်ဒုရှိဒီမှာစက်တကံမှာဆိုလို့ရှိရင်လည်းအနား6နာလုံးညီတို့အောက်တုံညီစက်တကံလို့ခေါ်မယ်ဒီမှာလည်းစက်တကံဆိုတော့အနားမညီစက်တကံမို့လို့သူ့ကိုကျပုံမှန်ဒုရှိလို့ခေါ်တယ်ဒုရှိမှန်နဲ့ဒုရှိရိုင်းဆိုတာပါလေဒုရှိမှန်ဆိုတော့ right present ဖြစ်တဲ့ဒုရှိရိုင်း oblique present ခေါ်မယ်ဒုရှိမှာဘေးပတ်လည်မျက်နှာပြင်တွေဟာထိတ်မျက်နှာပြင်နေတဲ့တောင်းမတ်ကြတည်ရှိလို့ရှိရင်ဒါကိုဒုရှိမှန်လို့ခေါ်မယ်တဲ့အကယ်၍ဘေးမျက်နှာပြင်တွေဟာထိတ်မျက်နှာပြင်နဲ့တောင်းမတ်ကြတည်ရှိမနေဘူးစောင်းနေတယ်ဆိုရင်ဒါကိုဒုရှိရိုင်းလို့ခေါ်မယ်ဒီပုံတစ်ခုမှာဆိုလို့ရှိရင်ဒါထိတ်မျက်နှာပြင်ပေါ့နော်ဒီမှာရှိတဲ့ဘေးမှာရှိတဲ့မျက်နှာပြင်တွေကဒီထိတ်မျက်နှာပြင်နဲ့တောင်းမတ်ကြရှိတယ်ဆိုရင်ဒါလေးကိုဒုရှိမှန်ဒီမှာဆိုလို့ရှိရင်ထိတ်မျက်နှာပြင်နဲ့ဘေးမှာရှိတဲ့ပတ်လည်အနားတွေဟာရိုင်းနေကြောင့်မလို့သူ့ကိုဒုရှိရိုင်းလို့ခေါ်မယ်ဒါလေးကတော့အခေါ်ပေါ့ကောင်းစဉ်ကရှေ့တရမနဲ့ကြတော့ဒုရှိရဲ့ဒုတွေကိုဘယ်လိုရှာကြမလဲတဲ့တော့ဒုရှိမှန်ဖြစ်စေဒုရှိရိုင်းဖြစ်စေအားလုံးကဒုရှိထဲမှာပဲရှိတယ်တွေ့ဒုတွေကိုထိတ်မြင့်တဲ့ပြင် area တနည်းပြင်အောက်ခြေ area နဲ့ထိတ်မြင့်တဲ့ပြင်နှစ်ခုကြားကွာဝေးအမြင့်ကိုမြောက်ချင်းအပြင်ရှာလို့ရတယ်ထိတ်မြင့်တဲ့ပြင်ကြားကွာဝေးဆိုတာကဒါထိတ်မြင့်တဲ့ပြင်ဒီမှာထိတ်မြင့်တဲ့ပြင်ဒီတစ်ခုကြားဒါလေးကိုအမြင့်လို့ခေါ်တယ်ဒီအမြင့်ရဲ့ဒီအောက်ခြေမှာရှိတဲ့ area ရဲ့မြောက်လိုက်လို့ရှိရင်ဒီဒုပုံရဲ့ဒုတွေကိုရှာလို့ရမယ်။ဒါကြောင့်မို့ဒုတွေရှာတဲ့ formula ကဘာလဲဆိုဒုတွေကအောက်ခြေ area အမြောက်အမြင့်ဒုတွေက v volume ကတော့ v is equal to ah capital A က area small h က height ပေါ့နော် capital V ကဒုတွေပုံစံနဲ့တင်ကိုလေ့လာကြည့်မယ်။အောက်ခြေ area 40 square centimeter ရှိပြီး1.5 မီတာမြင့်တော့ဒုရှည်တစ်ခုကြီးဒုတွေကိုရှာပါတဲ့။ဒီမှာ area ကိုပေးထားတာဆိုတော့ capital A 40 square centimeter unit က centimeter အမြင့်က h က 1.5 မီတာဖြစ်နေတယ်ဒီတော့ unit သူမှာတွက်လို့ရကြတော့မီတာကိုစနီမီတာပြောင်းလိုက်တော့မီတာနဲ့စနီမီတာဆက်တွက်ကြ1မီတာမှာ100စနီမီတာရှိတယ်အဲကြောင့်မို့လို့မီတာနဲ့စနီမီတာကိုသွားမယ်ဆိုတော့100နဲ့မြောက်ပေးရမယ်1.5 into 100ဆိုတော့ပြောင်းလိုက်ပြီဆိုရင် unit ကပြောင်းတော့စနီမီတာဖြစ်သွားပြီ150စနီမီတာရမယ်လိုချင်တာကဒုရှယ်ဒုတယ်ဆိုတာကအောက်ခြေ area မြောက်မြင့် v is equal to ah A ညမှာပေးထားတဲ့40ထက်မယ် H က50ထက်မယ်မြောက်လိုက်တဲ့ခါမှာ6000ကူပါစနီမီတာရမယ်ထို့ကြောင့်ဒုရှည်ဒုတွေကတော့ရလာမယ်ပုံစံနဲ့နှစ်မှာじゃစတူယန်ဒုရှည်မှန်တစ်ခုရဲ့ဒုတွေစတူယန်လို့ပေးထားတာဒါလေးသတိထားမယ်စတူယန်ဒုရှည်မှန်တစ်ခုရဲ့ဒုတွေပေးထားတယ်15552စနီမီတာကျူဖြစ်တယ်အမြင့်က48စနီမီတာဖြစ်တယ်အောက်ခြေစတူယန်ရဲ့အနားတစ်ဖက်အလျားကိုရှာပေးရမယ်စနီမီတာကျူစနီမီတာဆို unit တူတယ်စတူအောက်ခြေကစတူရန်လို့ပေးထားတာအဓိကကြတယ်အနောက်တစ်ဖက်အလျောက်ရှာပေးရမယ်ဒီလိုပေးထားချက်ရေးမယ်ဆိုရင်စတူရန်ဒုရှိမှန်ဒုတဲ့ v ပေးထားတယ်အမြင့် h ပေးထားတယ် formula ရဆိုလို့ရှိရင်ဒ
do တယ်ဆိုတာအောက်ခြေ area မြောက်မြင့်ဆိုတော့ဒီ formula ကနေမှာအခု do တယ်တည်တယ်အမြင့်တည်တယ်ဆိုတော့ area ကိုအရင်ရမယ် student area ဆိုတာအနားမြောက်အနားအဲ့ဒီကနေမှာ student ရဲ့အနားတစ်ဖက်ကိုရှာလို့ရမယ်v square h မှာ a ကိုလိုချင်တော့ v by h v က15552အောက်က48နဲ့စားတဲ့ခါကျမှ324 cm square ရမယ် student area ဆိုတာအနားမြောက်အနား capital A is equal to L က length ပေါ့နော် length square L square က A ရရှာတာ324 L ကိုလိုချင်လို့ရှိရင် square root of 324 ရအောင်324ဆိုတာ18 square ဒါကြောင့်မလို့ L က18 cm ရလာမယ်ထို့ကြောင့်အောက်ခြေ student နောက်တစ်ဖက်အလျားက18 cm ရမယ်ပုံစံနဲ့3လေးဖတ်ကြည့်အောင်စာအုပ်သုံးလျင်အလျား20 cm အနံ12 cm ရှိတော့စာအုပ်များကိုပုံတွင်ပြထားသည့်တိုင်စုပုံထားရတဲ့စာအုပ်ပုံရဲ့အမြင့်ဒီ30 cm ရှိတော့ထိုစာအုပ်ပုံကြီးဒုတဲ့ကိုရှာပေးရမယ်ဒီပုံလေးပေးထားတယ်စာအုပ်သုံးဆိုတာစာအုပ်ပုံဆိုတာသိပြီးတာဒါမှစတူကန်ပုံပေါ့နော်စာအုပ်သုံးရဲ့အလျားနဲ့အနံပေးထားတယ်ဒီစာအုပ်ပုံရဲ့အမြင့်ပေးထားတယ်စာအုပ်ပုံတစ်ခုလုံးဒုတဲ့ဘယ်လောက်ရှိမလဲရှာပေးရမယ်ဒီတော့ဒုတယ်ဆိုတာအောက်ခြေ area မြောက်မြင်အောက်ခြေ student ရဲ့ area ကိုရှာလိုက်မယ်ပြီးပေးထားတဲ့အမြင့်နဲ့ပြောလိုက်ရင်ဒီစာအုပ်ပုံရဲ့ဒုတယ်ရမယ်ပေါ့နော်စာအုပ်ပုံရဲ့မြင့်ပေးထားတဲ့ h က30 cm စာအုပ်ပုံအောက်ခြေ area အလျားမြောက်အနံဆိုတော့20 into 12ဆို240 cm square ရမယ်စာအုပ်ပုံဒုတယ်ဆိုတာက a into h ပို့လို့240 into 30က7200 cm ကျူရမယ်ထို့ကြောင့်စာအုပ်ပုံဒုတယ်7200 cm ကျူပုံစံနဲ့လေးကိုကြည့်အောင်ဒုရှေမှန်တစ်ခုထိတ်မြက်တဲ့ပြင်များဒီတဲ့ trapezium ပုံဖြစ်တယ် trapezium ပုံလေးပေးထားတယ် trapezium တစ်ခုပြိုင်နေတော့အနာအလျားများဒီ7 meter နဲ့11 meter ဖြစ်တယ်ဆိုတော့အခန်းခုံမှာ trapezium area ရှာတာတွက်ပြီးတော့ပြီအပြင်နဲ့အနာရဲ့အလျားဆိုတော့တစ်ခုက A တစ်ခုက B ပေါ့နော်အထူပြိုင်နေတော့အနာနာကြားကွာဝေးဆိုတော့ဒါ H ဖြစ်မယ်4 meter အဆိုပါဒုရှေမှန်20 meter ရှည်တယ်ဆိုတော့ဒါလေးကအမြင့်ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီဒုပုံရဲ့အမြင့်ဒီမှာရှိတဲ့အနားနာကြားကွာဝေး4 meter ဆိုတော့ trapezium ရဲ့အမြင့်ပေါ့နော်နောက်ဒုတဲ့ရှာပေးရမယ်အရင်ဆုံး trapezium area အရင်ရှာမယ် half into a plus b into h a plus b ဆိုတာပြိုင်နေတော့အနားများပေါင်းလိုက်အမြောက်ပြိုင်နေတော့အနားများကြားအကွာဝေးဒီတော့ half into ခွင်းထဲမှာ7 plus 11 into 4 half into 18 into 4ဆိုတော့နှစ်တလီနဲ့နှစ်တလီလေးချင်းရကြတော့18 into 2က36 meter square ရမယ်ဒုရှေမှန်ဒုတယ်လို့ကျွန်တော် trapezium area အမြောက်အမြင့်ပေါ့နော်အောက်ခြေ area ဆိုတာ trapezium area အမြောက်အမြင့်ဆိုတာဒုရှေရဲ့အမြင့်ဒုရှေမှန်ရဲ့အရှည်ပေါ့နော် trapezium area ရှာတာ36ဒုရှေမှန်ရဲ့အရှည်ကပေးတာ20ပေးတာတယ်720 meter ကျူရပါပြီ unit 3ထားမှာ area မှာဆိုရင် square မီတာပေးတာမီတာ square ပေါ့စင်တီမီတာပေးတာစင်တီမီတာ square ဒုတယ်မှာကျတော့မီတာကျူဖြစ်သွားပြီဒီတော့ပုံစံတဲ့၄ခုတွက်ပြီးတဲ့အခါမှာတွေ့ရှိရလဲဆိုရင်ဒုပုံတစ်ခုရဲ့ဒုတယ်ရှာဖို့ကအဲ့ဒုပုံရဲ့အောက်ခြေမျက်နှာပြင် area ကိုအောက်ခြေပုံကိုသိဖို့လိုတယ်ပေါ့နော်အောက်ခြေပုံကဘယ်လိုဖွဲ့စည်းထားရလဲပုံစံ9မှာဆိုလို့ရှိရင်ပေးထားဒုရှိမှန်ပုံမှာ၎င်းရဲ့အနာအလျားမြောက်စင်တီမီတာဖော်ပြထားတယ်ထိုပုံဒုတယ်ကိုရှာပါဒီပုံလေးမှာဆိုလို့ရှိရင်ဒါကအောက်ခြေမျက်နှာပြင်ဒါကဘာပုံလဲဆိုတာဘဟုကံပုံရဲ့ area ရှာဖို့ကဘယ်လိုလုပ်ရမလဲဆိုသူ့ကိုပိုင်းဖြတ်ပေးရအောင်ပေါ့နော်ဒီအခန်းခုံမှာတက်ပြီးတော့ပြီနောက်ဒီပုံလေးမှာဆိုလို့ရှိရင်တော့ဒါလေးကိုပေါ်တော့စတူကန်ဖြစ်အောင်ဒီမှာဒါဆက်လိုက်တယ်ဆက်လိုက်ခါကျဒီပုံလေးမှာဆိုရင်ဒါမှစတူကန်ပုံတစ်ပုံနဲ့သတိကံပုံတစ်ပုံထွက်လာတာပေါ့နော်အဲ့တော့ဒါမှစတူကန် area ရှာမယ်သတိကံ area ရှာမယ်တစ်ခုပေါင်းလိုက်လို့ရှိရင်ဒီအောက်ခြေမျက်နှာပြင် area ဆိုတာလေးကိုရလာမယ်ဒီမှာက A B C I H ရဲ့ area တနည်းအားဖြင့်ဒီဒုပုံရဲ့အောက်ခြေမျက်နှာပြင်ပေါ့နော် A B C I H area ကဒါမှစတူကန်ပုံ A B J H ရဲ့ area ပေါင်းဒါလည်းဒါမှတတိကံ C J I ရဲ့ area ပေါင်းထားတာပေါ့နော်ဒါမှစတူကန်ရဲ့ area မှာအများမောက်အနံဆိုတော့ AB ကိုမပေးထားဘူးဆိုတော့ AB ရဲ့မျက်နှာချင်းဆိုင်နားကဒီမှာပေးထားတာ H I က3 I J က4ဆိုပေါင်းလိုက်တော့7ရမယ်အနံကဒီမှာ6ပေးထားတယ် AH အဲကြောင့်မလို့7 into 6ဒါမှစတူကန်အတွက်ရပြီ plus ဒါမှစတူကန်အတွက် area ဘိုင်းတစ်ပိုင်းချိန်မှမြင့်ဆိုတော့ဘိုင်းတစ်ပိုင်းအမြောက်ဒါလေးကအခြေဒါကအမြင့်ဖြစ်မယ်ဒီအမြင့်က CJ က4ကဘယ်ရရတယ်လဲ half into 4 into C ကနေ B CB က10 cm ပေးထားတယ်အခုဒီဘက်က AH က6 cm ဆိုတော့ဒီမှာရှိတဲ့ BJ ကလည်း6 cm ပေါ့
ဒါဆိုကြံရှိတဲ့ CJ အမြင့်လေးက4 cm ရမယ်ဟုတ်တယ်နော်အဲကြောင့်မလို့ half into 4 into 4ဖြစ်မယ်7 to 6 က 42 plus နှစ်တလေးလေး8 42 plus 8က50 cm square ရမယ်ဒီမှာပြီးပြီလားဆိုရင်ဗီဒီယိုဒါကအောက်ခြေမြင့်တဲ့ပြင် area ပဲရနေတယ်လိုချင်တာကဒုရှေမှန်ဒုတယ်လိုချင်တယ်ပို့စာလေးတွေ့တဲ့ခါမှာအများနဲ့သူတို့ရဲ့ formula ကိုထည့်ရေးပေးရမယ်အောက်ခြေ area မြောင်မြင့်အဲ့ခါမှာအောက်ခြေ area ဆိုတာဘာလဲဆိုမှဒီမှာရှာထားတဲ့ဒီ area ကိုထည့်ရေးမယ် ABCIH area မြောင်အမြင့်ဆိုတာ AG ဒီ AG လေးကိုယူပေးရမယ် ABCIH area ရှာထားတာ50ရမယ်အမြင့်က10ရမယ်500 cm ကျူရမယ်ဒါအဖြေကဒုရှိမိုင်းတို့တဲ့500 cm ကျူအဲဆိုတော့အခန်းရှိရဲ့ပုံစံအတွက်5ပုံလေးကိုနားလည်မှတင်ပါတယ်လေ့ကျင့်ခန်းရှစ်တရမတစ်သင်ခန်းစာလေးကိုနောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြပါမယ်ဒီသင်ခန်းစာလေးတွေအားလုံးအတွက်ကျိုးရှိတယ်ဆိုလို့ရှိရင် Maskai MM channel လေးကိုကျေးဇူးပြုရ like subscribe share လုပ်ပေးနိုင်ပါတယ်အဆုံးထိကြည့်ရှုပြီးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ